ကမ္ဘာနိုင်ငံရေးလောကမှာအကြီးအကျယ်ကြရက်ထပ်သွားစေတဲ့သတင်းတစ်ခုကတော့ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတနီကိုလတ်မာဒူရိုကိုအမေရိကန်ကဖမ်းဆီးထိန်းသိမ်းလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဒါဟာနိုင်ငံတစ်ခုရဲ့ထိပ်သီးခေါင်းဆောင်တဦးကိုအခြားနိုင်ငံတစ်ခုကအင်အားသုံးဖမ်းဆီးလိုက်တာဖြစ်လို့အချုပ်ချာအာဏာဆိုင်ရာအငင်းကွာမှုတွေနဲ့အတူတကမ္ဘာလုံးကစောင့်ကြည့်နေကြပါတော့အဆိုပါသတင်းနဲ့ပတ်သက်ပြီးမိုးနံမင်းသတင်းစုံကနေနောက်ဆုံးရရှိထားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီစစ်စင်ရေးကိုဇန်နဝါရီလ4ရက်နေ့အစောပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးအမေရိကန်ရဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ဖြစ်တဲ့ Navy SEAL Team 6နဲ့ Delta Force တို့ပူးပေါင်းပြီးဖော်ဆောင်ခဲ့တာပါဒီ operation ကို American တောင်ပိုင်းစစ်တချောင်းချုပ် South ကုံကဓာတ်ရိုက်ကူကဲခဲ့ပြီးစစ်စင်ရေးဦးဆောင်သူအဖြစ်ဗိုလ်ချုပ်ကြီး Kevin Owen ကတာဝန်ယူခဲ့တယ်လို့သိရပါတယ်A massive naval presence of the USS Gerald R. Ford Carrier Strike Group, which had been positioned in the Caribbean for months to enforce a blockade and monitor Venezuela. ဒီဖမ်းဆီးမှုအတွက်အမေရိကန်ထောက်လှမ်းရေးတွေဟာမာဒူရိုရဲ့တွာလာလှုပ်ရှားမှုတွေကို6လကျော်ကြာအောင်အနီးကပ်စောင့်ကြည့်ပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။မာဒူရိုခိုးအောင်နေတဲ့လျှို့ဝှက်နေရာကိုအတိအကျသိရှိနိုင်ဖို့အတွက်ဂျိုတီနီပညာတွေသာမကဗင်နီဇွဲလားအစိုးရအတွင်းပိုင်းကသတင်းပြီးတွေကိုပါအသုံးပြုပြီးအချိန်ယူစနစ်တကျကြံစည်ခဲ့တာပါOn defending these high-profile locations, this left the actual target, the residence where Maduro and his wife Cilia Flores were staying, vulnerable and exposed. American သမ္မတ Donald Trump ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါဟာတရားဥပဒေစိုးမိုးရေးအတွက်အောင်ပွဲတစ်ခုပဲဗင်နီဇွဲလားပြည်သူတွေကိုဖိနှိပ်နေတဲ့အာဏာရှင်ကိုဖယ်ရှားလိုက်တာပါလို့ပြက်ပြက်သားသားပြောကြားခဲ့ပါတယ်The fight was intense but brief. Delta Force operators are trained for close-quarter battle, CQB, a method of fighting inside buildings that prioritizes speed and violence of action. Trump ကမာဒူရိုဟာမူရေးစေဝါမောင်ခိုကူးမှုနဲ့အကြမ်းဖက်မှုတွေကိုနောက်ွယ်ကနေကျိုးကွယ်နေသူဖြစ်လို့အခုလိုဖမ်းဆီးရတာဖြစ်ကြောင်းဆိုပါတယ်။တကယ်တမ်းနောက်ွယ်မှာဖမ်းဆီးရတဲ့အကြောင်းရင်းကတော့မူရေးစေဝါမှုတည်းမကပဲဗင်နီဇွဲလားရဲ့ရေညံတယံစာကြတွေကိုထိန်းချုပ်လိုမှုနဲ့တရုတ်ရုရှားတို့နဲ့နှီးစပ်တဲ့မာဒူရိုအစိုးရကိုဖြုတ်ချပြီးအမေရိကန်လိုလားတဲ့အစိုးရတရတင်မြောက်လို့နဲ့ပထဝီနိုင်ငံကြီးပြူဟာတဲ့ကြောင့်ဖြစ်တယ်လို့ဝီဘန်တူတွေကသုံးသပ်နေကြပါတယ်။ဒီလိုရဲ့ကြောင့်တခြားသောနိုင်ငံနယ်တွေအတွက်လည်းအတော်လေးစိုးရိမ်စရာဖြစ်လာပါတယ်။အမေရိကန်နဲ့အဆင်မပြေတဲ့နိုင်ငံငယ်တွေအနေနဲ့ငါတို့နိုင်ငံရဲ့အချုပ်ချာအာဏာရောလုံခြုံရဲ့လားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပြီးကမ္ဘာရဲကြီးရဲ့အင်အားသုံးဖြည့်ရှင်းပုံကနိုင်ငံတကာစံနှုန်းတွေကိုပြက်ပြားစေတယ်လို့ဝေဖန်မှုတွေပြင်းထန်နေပါတယ်။မြန်မာပြည်သူတွေကြားမှာလည်းဒီသတင်းကတော်တော်လေးကိုကြရက်ထန်နေပြီးအမေရိကန်ရဲ့နည်းပညာနဲ့စစ်စင်ရေးအင်အားပေါ်မှာအံ့ဩနေကြသလိုတစ်ဖက်မှာလည်းနိုင်ငံတစ်ခုရဲ့အချုပ်ချာအာဏာကိုအလွယ်တကူကျူးယမ်းနိုင်မှုအပေါ်စိုးရိမ်စိတ်တွေနဲ့အခြေတင်ငင်းခုန်နေကြပါတယ်နောက်ဆုံးအနေနဲ့ကတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာဗင်နီဇွဲလားပြည်သူတွေရဲ့ဘဝဘလို့ဆက်ဖြစ်မလဲဆိုတာကစိုးရိမ်စရာဖြစ်နေပါတယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့မိုးနံမဲသတင်းစုံကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုသတင်းနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေရေးခဲ့ကြဖို့နဲ့နောက်ထပ်သတင်းတူးသတင်းဦးတွေလည်းဆက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်နော်။ကျမကတော့မြင်မြင်ဟိုင်ပါ